ကိုကလက်မခံရင်မရဘူးလက်မခံရင်ဘာမှကိုရှိမရဘူးကြားစရာအကြားအာယုန်တွေကိုလိုက်ခံစားလို့ငါ့ကိုဒီလိုပြောတယ်ဆိုတဲ့စကားလုံးတွေလိုက်ခံစားလို့အဲ့ဒါတွေစိတ်ညစ်သွားတာငါ့လိုဒီလိုဆက်ဆံနေငါ့ကိုဒီလိုဆက်ဆံနေဆိုပြီးတော့သူတို့ဆက်ဆံတဲ့အမူအရာတွေကိုကလက်ခံလိုက်လို့ကို့မှာစိတ်ညစ်သွားတာသူများကညစ်အောင်လုပ်ထားမို့ကိုယ်စိတ်ကကိုယ်ကိုပြန်ညစ်တယ်ကိုယ်စိတ်ကကိုယ်ကိုပြန်ညစ်အောင်ဆိုတာကိုယ်လောဘကကိုယ်ကိုပြန်ညစ်တာကိုယ်ဒေါသတွေကကိုယ်ကိုပြန်ညစ်တာကိုယ်မောဟမာနတွေကအကုသိုလ်ကိလေသာတွေကိုယ်ကိုပြန်ညစ်တာပြီးတော့စိတ်ချမ်းသာဖို့ဆိုရင်ဘုရားကအဲ့ဒီကိလေသာတွေကိုလက်မခံဖို့ကိလေသာတွေလက်မခံဖို့ဆိုပုရုဇဉ်တွေအတွက်ကတော့ကိလေသာတွေကတခါတည်းတတ်လို့မှမရတာဒါပေမဲ့ဖြစ်ရင်အကြာကြီးမဖြစ်အောင်ဖြစ်ရင်အကြာကြီးရှိမနေအောင်ကိုကတတိလေးနဲ့အမြဲတမ်းအမြန်တိုက်ထုတ်ဖို့ပဲရည်ကြီးအမိုက်ဆိုတာလောကမှာပြစ်မှာပဲဟိုလူကလည်းကိုယ်အမိုက်လာပြစ်ဒီလူကလည်းကိုယ်အမိုက်လာပြစ်အမိုက်ဆိုတာပြစ်မှာပဲအဲ့အမိုက်ကောက်တဲ့ကိုယ်စိတ်ကအရေးကြီးတယ်အမိုက်ကလေးတွေ့ရင်ကြော်မသွားနဲ့အမိုက်ကလေးတွေ့ရင်ကောက်ပြီးတော့အမိုက်ပုံးနဲ့ထည့်အဲ့ဒါပတ်ဝန်းကျင်တန်ရှင်းတယ်ကိုယ်စိတ်ဓာတ်လေးကဒါပြင်းတတ်မယ်ဆိုရင်အမိုက်ကောက်ရင်းနဲ့ကုသိုလ်စိတ်တွေဖြစ်နေ။အိုးအမိုက်ကလေးကောက်ပြီးတော့ထည့်လိုက်တာကုသိုလ်စိတ်။တချို့ကျတော့အမိုက်လဲကောက်သေးတယ်။ဒီအမိုက်ကိုဘယ်သူတွေပြစ်ထားလဲဘာလို့လိုက်ပြစ်ထားလဲဆိုပြီးတော့အမိုက်ပြစ်တဲ့သူကိုလိုက်ကြည့်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့အမိုက်ကောက်တဲ့စိတ်ထားလေးကပြက်ပြီးတော့အမိုက်ပြစ်တဲ့လူကိုဘက်ကိုရောက်လာစိတ်။ဒီကောင်ကငါပဲတန်ရှင်းနေလုပ်နေရငါအမြဲတမ်းလုပ်နေရတာဒီအမိုက်ကိုဒီလာပြစ်တယ်ဆိုတော့ကိုကောက်ပြီးပြစ်လိုက်တဲ့ကုသိုလ်စိတ်ကလေးကဟိုဘက်မှာအကုသိုလ်သွားဖြစ်တယ်ကအမိုက်လဲကိုပဲကောက်ရသေးတယ်ရတာတော့အကုသိုလ်ရ။အမိုက်ပြစ်တဲ့သူကိုမကြည့်ရဘူးအမိုက်ကောက်တဲ့ကိုယ်စိတ်ထားအရေးကြီးတာ။အော်တန်ရှင်းသွားပါစေဆိုစိတ်ကလေးနဲ့အမိုက်ပုံးနဲ့ထည့်တန့်သွား။အဲ့တော့လူတွေကအမိုက်လဲကောက်တယ်ပတ်ဝန်းကျင်လူတွေကိုလည်းလိုက်ပြီးတော့ဒီကောင်တွေကအမိုက်တွေရှုပ်တယ်ဆိုရင်လိုက်ပြီးတော့အပြစ်ယူတယ်ဆိုကိုလည်းပင်ပန်းတယ်အကုသိုလ်လည်းကုသိုလ်လည်းမရဘူး။အမိုက်ပြစ်တဲ့သူကိုမကြည့်ရဘူးအမိုက်ကောက်တဲ့ကိုယ်စိတ်ထားအရေးကြီးတယ်။အဲ့လိုပဲစိတ်ညစ်အောင်လုပ်တဲ့လူကိုမကြည့်ရဘူးစိတ်ညစ်အောင်လုပ်တဲ့လူကိုမကြည့်အောင်ကိုယ်စိတ်ထားလေးကအဓိကကိုယ်စိတ်လေးကိုမြင်အောင်ကြည့်လောကမှာရှိတဲ့လူတွေကိုစိတ်ညစ်အောင်လုပ်စေရအများကြီးပတ်ဝန်းကျင်နဲ့နေလို့ရှိရင်စိတ်ကညစ်ရမှာပဲပတ်ဝန်းကျင်နဲ့နေလို့ရှိရင်စိတ်ကပူပွန်ရမှာပဲပတ်ဝန်းကျင်နဲ့နေလို့ရှိရင်စိတ်တော့ကဖြစ်ရမှာပဲနော်စိတ်တွေမတန်ရှင်းအောင်ခဏခဏစိတ်ဒုက္ခတွေဖြစ်နေမှာပဲပတ်ဝန်းကျင်နဲ့နေတာ哦တခါကပတ်ဝန်းကျင်နဲ့နေတာမပြောနဲ့ကိုတယောက်တည်းနေတာတော့မှကိုယ်စိတ်နဲ့ကိုယ်တဲ့လို့လားကိုတယောက်တည်းနေတာတော့မှကိုယ်စိတ်နဲ့ကိုယ်မတည့်တာအများကြီး